အားလုံးပဲမင်္ဂလာပါမျိုးတို့ရေဒီနေ့က29ရက်12လ2025တဲ့အခွေက2 3 4 5ခွေအပူပါမင်းက3 5 4 5မင်းပတ်တီးကရှေးလေးတိပတ်တီးမိမိကျန်းနေတဲ့ရကစားလို့ရပါတယ်ဒီ2ရက်အတွင်းထိထိမိမိချကံကောင်းကြပါစေကျွန်တော်ကဒီ channel ကိုမတင်တာက2ပတ်လောက်ရှိပြီပေါ့နော်ဒီဘက်ကလည်းဖောင်းရက်တွေဖြစ်နေလို့မတင်ပြဘူးအဲ့တော့လာမယ့်ပတ်တွေမှာကျွန်တော်ဒီ channel ကနေပြီးတော့ပတ်တီးတွေကျွန်တော် main ကွက်တွေပြန်ပြီးတော့တင်ပေးပါမယ်ကျွန်တော် VIP အခွေကတော့ကျွန်တော် member ဖုန်းနံပါတ်ရှိတယ်အဲဒီကျွန်တော် channel လေးတွေဝင်ကြည့်ပါအဲဒီ member ဖုန်းနံပါတ်လေးကနေပြီးတော့တရိုက်လာမယ့်အပတ်အတွက်ဖွဲ့ဝင်လို့ရပါပြီအားလုံးပဲစင်ကြကြပါစေ